အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့ကမ္ဘာရေနံလမ်းကြောင်းရဲ့အသက်သွေးကြောဖြစ်တဲ့ဟော်မုန်းရေလက်ကြားမှာအမေရိကန်နဲ့အီရန်တပ်ဖွဲ့တွေကြားတိုက်ရိုက်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နောက်ဆုံးရသတင်းအခြေအနေပဲဖြစ်ပါတယ်မေလာရှီယန်တွေကအမေရိကန်ရေတပ်ရဲ့အဆင့်မြင့်ဒုံးကျည်တင်ဖြတ်သင်းမောသုံးစီးဖြစ်တဲ့ USS Trustin USS Mason နဲ့ USS Rafael Forte တို့ဟာဟော်မုန်းရေလက်ကြားကိုဖျက်ဆီးမှုကြိုးစားခဲ့ပါတယ်ဒါဟာပြီးခဲ့တဲ့လကအပြစ်ခတ်ရဲစဲရေးသဘောတူညီမှုရရှိပြီးနောက်ပိုင်းနိုင်ငံတကာရေပိုင်နက်အတွင်းလွတ်လပ်စွာတွာလာခွင့်ကိုစမ်းသပ်တဲ့အနေနဲ့ဆေးလွတ်ခဲ့တာပါဒါပေမဲ့ဒီပြတ်သားမှုကိုအီရန်ဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။အီရန်တော်လှန်ရေးအဆောက်အအုံတွေဟာမြန်နှုန်းမြင့်တိုက်ခိုက်ရေးလေတွေအသေးခံဒရုန်းတွေနဲ့တာတိုပစ်ဒုံးကျည်တွေကိုအသုံးပြုပြီးအမေရိကန်စစ်သင်္ဘောတွေကိုဝိုင်းရံတိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်စန့်ကွင်ရဲ့ထုတ်ပြန်ချက်အရအီရန်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်အားလုံးကိုချားဖြတ်ဟန်တားနိုင်ခဲ့ပေမဲ့ဒါဟာတင်းမာမှုကိုအမြင့်ဆုံးအခြေအနေကိုတွန်းပို့လိုက်တာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်ဘက်ကလည်းအီရန်ပြည်တွင်းကစစ်ရေးပြစ်မှတ်တွေကိုပထမဆုံးအကြိမ်ဖြစ်ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။အီရန်ရဲ့အကြီးဆုံးရေတပ်စခန်းရှိရာဘာနာအဘတ်စ်နဲ့ဒရုန်းတွေလွတ်တင်ရာခတ်ရှန်ကျွန်းကစကန်တွေကိုအမေရိကန်ကတံပြန်တိုက်ခိုက်ခဲ့တာကြောင့်ဒေသတွင်းမှာပောက်ကွဲသံတွေနဲ့အတူမီးခိုးလုံးတွေဖုံးလွှမ်းသွားခဲ့ပါတယ်။ဒီလိုအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်ခဲ့ပြီးနောက်မှာတော့အမေရိကန်သမ္မတထရန့်ကအင်မီရိုကနေတဆင့်ချက်ချင်းဆိုသလိုသတင်းစကားပါခဲ့ပါတယ်။သမ္မတကအမေရိကန်ရဲ့လက်နက်အင်အားဟာအီရန်ထက်အစာပေါင်းများစွာတာလွန်ကြောင်းနဲ့အီရန်ဘက်ကရန်စမှုတွေကိုအပြတ်သက်ချေမှုန်းသွားမယ်လို့သတိပေးခဲ့ပါတယ်။ပြည်သားကတော့ဒီလောက်ထိအခြေအနေတင်းမာနေပေမဲ့လည်းပြီးခဲ့တဲ့လကချုပ်ဆိုထားတဲ့အဖြစ်ကရဲစဲရေးသဘောတူညီချက်ဟာပြပြသွားခြင်းမရှိသေးဘူးလို့သမ္မတကဆိုပါတယ်။ဒါပေမဲ့အီရန်အနေနဲ့အမေရိကန်ရဲ့14ချက်ပါငင်းချမ်းရဲ့အဆိုပြုလာကိုအမြန်ဆုံးလက်မှတ်မထိုးဘူးဆိုရင်တော့အီရန်နိုင်ငံတော်ကကြီးမားတဲ့မီးတော်ကြီးတွေကိုမြင်တွေ့ရလိမ့်မယ်လို့ပြင်းပြထန်ထန်ရာဇသံပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းဒီစစ်ရေးပဋိပက္ခဟာကမ္ဘာစီးပွားရေးအသက်သွေးကြောကိုတိုက်ရိုက်ရိုက်ခတ်နေပါတယ်။လက်ရှိဟော်မုန်းရေလက်ကြားပိတ်ဆို့ခံရတာကြောင့်ပါရှန်ပင်လယ်ကွေ့အတွင်းမှာရေနံတွေသင်းမောနဲ့ကုန်တင်သင်းမောပေါင်း1500ကျော်ကထွက်ပေါက်မရှိပိတ်မိနေပါတယ်။ပုံမှန်အဖြစ်တနေ့ကိုသင်းမောစီးရေ130ကျော်ဖြတ်တန်းသွားလာနေတဲ့ဒီရေလမ်းကြောင်းဟာအခုဆိုရင်လောကနီးပါးရပ်တန့်သွားတဲ့အခြေအနေမှာရှိနေပါတယ်ဒီစစ်ရေးတင်းမာမှုတွေရဲ့နောက်ွယ်မှာအင်အားကြီးနိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးကစားကွက်တွေရှိနေတာကိုလည်းသတိထားမိကြပါပါစုံစမ်းစစ်ဆေးမှုတွေအရအီရန်ဟာအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုခံနေရပေမဲ့လည်း၎င်းရဲ့ရေနံတွေကိုတရုတ်နိုင်ငံထံလှုပ်ဝက်သင်းပေါအုပ်စုတွေနဲ့ဆက်လက်တင်ပို့နေတာကြောင့်အီရန်အနေနဲ့ဒီပိတ်ဆို့မှုတွေကိုနောက်ထပ်6လကနေ9လအထိတောက်ခံနိုင်စွမ်းရှိနေတာဖြစ်ပါတယ်ဒါအပြင်အီရန်အသုံးပြုနေတဲ့လက်နက်ခဲယမ်းအများစုဟာတရုတ်နိုင်ငံထုတ်တွေဖြစ်နေသလိုအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ရမှာလဲရုရှားနိုင်ငံစီကစစ်ရေးသတင်းအချက်လက်အကူအညီတွေရရှိနေရလို့ထောက်လှမ်းရေးသတင်းတွေကဆိုပါတယ်ဒါကြောင့်လည်းလာမယ့်အပတ်မှာသမ္မတထရန့်တရုတ်နိုင်ငံကိုတွားရောက်ဖို့စီစဉ်ထားပြီးဒီကိစ္စကိုတိုက်ရိုက်ဆွေးနွေးသွားပဲရှိပါတယ်။အီရန်ရဲ့ငွေကြေးနဲ့လက်နက်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်နိုင်မှုကတရုတ်နိုင်ငံရဲ့လက်ထဲမှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ UAE နိုင်ငံဟာလည်းအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရပြီး၎င်းတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအကြိမ်ကြိမ်အသုံးပြုနေရပါတယ်။ဟော်မုန်းရေလက်ကြားကပရိပက္ခဟာအမေရိကန်နဲ့အီရန်နိုင်ငံရဲ့ပြဿနာမဟုတ်တော့ပဲကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုတစ်ခုဖြစ်လာနေပါတယ်။အကယ်၍ငြင်းချမ်းရေးအဆိုပြုလာကိုအီရန်ဘက်ကညှင်းပယ်ခဲ့မယ်ဆိုရင်တော့ဒေသတွင်းမှာအကြီးစားစစ်ပွဲကြီးတစ်ခုမလွဲမသွေဖြစ်ပွားလာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။လက်ရှိအချိန်ထိတော့ကမ္ဘာတစ်ဝန်းလုံးကဒီရေလက်ကြားကတနက်တန်တွေကိုရင်တိတ်နဲ့စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေကိုဆက်လက်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာ။